စင်ကာပူလို့ဆိုလိုက်တာနဲ့မာလိုင်းရောရုပ်တုကြီးနဲ့သင်္ဘောပုံအဆောက်အအုံကြီးတို့ကိုအရင်ဆုံးပြေးမြင်မိကြပါလိမ့်မယ်။ဒီသင်္ဘောပုံအဆောက်အအုံကြီးကတော့ Marina Bay Sands လို့ခေါ်ပြီးစင်ကာပူနိုင်ငံရဲ့အမှတ်အသားဟိုတယ်နဲ့ကာစီနိုအပန်းဖြေစခန်းကြီးထဲမှာပါဝင်နေပါတယ်။ကမ္ဘာကျော်ခေတ်သစ်အဆောက်အအုံဖြစ်တဲ့ Marina Bay Sands ဟာစင်ကာပူနိုင်ငံ Marina Bay နယ်မြေမှာတည်ရှိပြီးမြို့တော်ရဲ့မိုးကောင်းကင်ပုံရိပ်ကိုပြောင်းလဲစေခဲ့ပါတယ်။ဒီအဆောက်အအုံကြီးကိုအမေရိကန်ပြည်သူကပညာရှင်မိုစီဆာဖ်တီကဒီဇိုင်းရေးဆွဲခဲ့ပြီး La Vegas Sun ကုမ္ပဏီက2006ခုနှစ်မှာစတင်တည်ဆောက်ခဲ့ပြီး2010ခုနှစ်မှာဖွင့်လှစ်နိုင်ခဲ့ပါတယ်။ Marina Bay Sands ဟာတည်ဆောက်စရိတ်အနေနဲ့အမေရိကန်ဒေါ်လာ9.6 ဘီလီယံအထိကုန်ကျခဲ့ပြီးကမ္ဘာပေါ်မှာကုန်ကျစရိတ်အများဆုံးကာစီနိုအဆောက်အအုံလေးဖြစ်ပါတယ်။အဆောက်အအုံကြီးမှာထူးခြားတဲ့ဘီသူကလက်ရာဖြစ်တဲ့ Sky Park ပါရှိပြီးအထက်58ထပ်ရှိတဲ့မျှော်စင်3ခုပေါ်မှာသင်္ဘောပုံသဏ္ဍာန်နဲ့တည်ဆောက်ထားပြီးတော့အလျား1120ပေရှိပါတယ်။ Sky Park ပေါ်မှာလူပေါင်း3900လောက်တပြိုင်နက်နားနေနိုင်ပြီးဒီနေရာမှာကမ္ဘာအကြီးဆုံး rooftop ရေကူးကန်ကြီးတစ်ခုလေးတည်ရှိနေပါတယ်။ဒီရေကူးကန်ကြီးကအလျားပေ489ပေရှိပြီးရေကားလမ်း3,800,000ဆန့်ပြီးတော့ရေကူးရင်စင်ကာပူမြို့ကြီးရဲ့မြင်ကွင်းကိုအပေါ်စီးကနေကြည့်ရှုနိုင်ပါတယ်။ Marina Bay Sands Hotel မှာတော့အခန်းပေါင်း3000နီးပါးပါဝင်ပြီးဟိုတယ်မျှော်စင်3ခုပြခန်းတွေစားတောက်ဆိုင်တွေကာစီနိုနဲ့အပန်းဖြေအဆောက်အအုံတွေပါဝင်ပါတယ်။ဒီနေရာမှာရှိတဲ့ကာစီနိုဧရိယာကစတူရန်ပေ1,600,000ခန့်ကျင်းဝန်းပြီးစပွဲပေါင်း900ကျော်နဲ့ဂိမ်းဆက်ပေါင်း1,600ကျော်ပါဝင်ပြီးကမ္ဘာပေါ်မှာအကြီးဆုံးကာစီနိုတွေထဲကတစ်ခုလေးဖြစ်ပါတယ်။ဒီနေရာမှာ The Shop at Marina Bay Sands လို့ခေါ်တဲ့စင်ကာပူရဲ့အကြီးဆုံးတန်မိုးကြီးဈေးဝယ်စင်တာလေးရှိနေပြီးကမ္ဘာကျော်အမတ်တစိမ့်ဆိုင်ပေါင်း300ကျော်နဲ့စားတောက်ဆိုင်ပေါင်း80ကျော်ပါဝင်နေပါတယ်။ဒီနယ်မြေအတွင်းမှာအမှုပညာသိပ္ပံပြတိုက်ကလည်းတစ်ခုအပါအဝင်ဖြစ်ပြီးကြာပွင့်ပုံသဏ္ဍာန်တိဆောက်ထားပြီးအမှုပညာနဲ့သိပ္ပံပညာဆိုင်ရာပြပွဲများကိုပြသလျက်ရှိပါတယ်။ Marina Bay Sands မှာ Spectra လို့ခေါ်တဲ့ရှေးပန်းအလင်းရောင်နဲ့လေစာပြပွဲကိုညစဉ်ပြသလျက်ရှိပြီး Sands ကားဆက်ယုံကြီးမှာတော့ကမ္ဘာကျော်ဇက်ပွဲတွေနဲ့ဖျော်ဖြေပွဲတွေကိုကျင်းပလျက်ရှိပါတယ်။ Marina Bay Sands ဟာစင်ကာပူနိုင်ငံရဲ့စီးပွားရေးနဲ့ခရီးသွားလုပ်ငန်းကိုတည်တည်တာမြင့်တင်ပေးခဲ့ပြီးနှစ်စဉ်ခရီးသွားဧည့်သည်ပေါင်း30,000နီးပါးလာရောက်လည်ပတ်ကြတဲ့နေရာလေးဖြစ်ပါတယ်။